2025 အောက်တိုဘာလ12ရက်နေ့မှာအွန်လိုင်းဆယ်လီဂျိုကြီးအမေရိကန်နိုင်ငံသူတက်ကုတ်ကိုခေါ်တမီဆိုးကိုရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ကအဖြစ်ပြီးဆိုင်ရာလီစိတ်ကြီးမှဖမ်းခံလိုက်ရတဲ့တဲ့တင်ဖတ်ပေါ်လာခဲ့ပါတယ်။ဒီတဲ့တင်ကအွန်လိုင်းပေါ်မှာမမြင်ချင်မှအစုံမီဒီယာအစုံနဲ့ပါပလူမျိုးတရားတစ်ပါးတွေကပါမကြမ်းဝိုင်းဝန်းတင်နေကြကြတာဖြစ်လို့အင်တာနက်ပုံမှန်သုံးစွဲသူတွေဝန်တာစောအဟုန်ကတ်လို့တီးခဲ့ကြပြီးထင်ပါတယ်ဒါပေမဲ့လူတိနေတယ်လို့တီးသူမရှိတလောက်ဖြစ်ခဲ့ရတာကတော့တမီဆိုးကိုအမဲလိုက်တယ်လို့နောက်ကနေခြေရခံလိုက်ပြီးဖန်စီယာမီရဝိုင်းဝန်းကြိုးပမ်းခဲ့ကြပုံနဲ့ဒေါ်တာထွက်နေတဲ့လူအုပ်ကြီးတဲကြီးမဲကြီးနောက်ကနေလိုက်နေတဲ့ကြားကတောကဧကန်တွေကအိမ်မက်ဆိုဧည့်သည်တွေကိုဧကန်နေရင်ထက်မြက်တဲ့အမျိုးသမီးစပိုက်တယောက်လိုအလိန်အကောက်အကွေအပတ်လက်ဖျားမှုပေါင်းစုံနဲ့ခီးပတ်ထွက်ပြီးလက်ပတ်သွားလာနေနိုင်ခဲ့တဲ့တမီဆိုးရဲ့လက်ဖြာမှုမာယာလက်ကွက်တွေအကြောင်းပါပဲအခုတင်ဆက်မဲ့ကွန်တက်မှာတော့အဲ့ဒီလက်ကွက်တွေအကြောင်းကိုပါတင်ဆက်ဖော်ပြပေးထားတာမို့တိမက်ဆရာဘူးတူတာကောင်းကောင်းကြီးရရှိကြမယ်လို့ယုံကြည်မျှော်လင့်ပါတယ်တည်င်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်တွေကနေရှုမြင်ခံစားခြင်းနဲ့မူကင်းဖြစ်မှန်တွေရဲ့မြုပ်ကွက်တွေဒီဝက်ချက်တွေကိုသိရှိခံစားခြင်းနဲ့ဆိုရင် Burmese Media Voice ကို Subscribe လုပ်ထားပြီးတစ်လွင်ဆက်တဲ့တည်င်းမျိုးစားတဲ့တွေကိုရယူခံစားနိုင်ပါတယ်ယောနီတော်မနာတိကာရနဲ့နောက်ထပ်တစ်ပုဒ်ပါတမီဆိုးဖန်ဆီးခံရခြင်းဟာအမည်မဖော်လိုသူမြန်မာနိုင်ငံသားတွေဆွဲဆိုတိုင်ကြားထားတဲ့အမှုပေါင်း20ကျော်ရှိပြီးအဓိကဆွဲဆိုတိုင်ကြားခဲ့တဲ့အမှုတွေကပြည်ဦးလင်းမှာအမှုဖွင့်ထားတာကြောင့်ပြည်ဦးလင်းရဲ့စခန်းကိုပို့ဆောင်မှာဖြစ်တဲ့အကြောင်းထုတ်ပြန်ခဲ့တဲ့သတင်းတွေအရသိရပါတယ်ဖြစ်စဉ်ကအောက်တိုဘာလ12ရက်နေ့မနက်9:30မိနစ်အချိန်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းခီးစဉ်မှတ်335နဲ့ရန်ကုန်လေဆိပ်ကနေထိုင်းနိုင်ငံတူဝနာဘူမီလေဆိပ်ကိုထွက်ခွာမဲ့တက်ကုတ်ကိုခေါ်တမီဆိုးကိုအာနာပိုင်တွေကရန်ကုန်လေဆိပ်မှာဖမ်းဆီးခဲ့ကြတာပါတမီဆိုးဟာလေရင်ပေါ်ကိုတက်လို့ခီးတဲ့ထိုင်ကုန်မှာနေရပြီးကမှဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်တမီဆိုးနဲ့တူလေရင်တစီတဲ့စီးခဲ့တဲ့ခီးတဲ့တယောက်ကလည်းဒီလိုတင်ထားခဲ့တယ်ရန်ကုန် BKK flight ဒီလေးဖြစ်လောက်ဝကားလေရင်ကိုတားထားတာလို့လေရင်မူကကြီးညာအုတ်ထုံးတဲ့တယောက်ကိုလေရင်ပေါ်ကဆင်ခိုင်းပြီးမှခက်ခွာခွေရဆိုပြီးတင်ထားခဲ့တာကိုမြင်ခဲ့ရပါတယ်အရစ်စကားနဲ့ပြောရရင်တော့လေရင်ပေါ်ကနေဆွဲချခံရတဲ့ဆိုတဲ့ကိစ္စမျိုးလို့ခေါ်လို့ရပါတယ်သူတင်ထားတဲ့ post ပါတဲ့ပုံအရ master အုတ်ထုတ်ဆောင်ပြီးကြော်ပိုးကြီးလွယ်ထားတဲ့ဘဒူဘေဝါခွဲခြားရခက်လောက်အောင်ခက်ခဲနေစေသူအမျိုးသမီးဟာတမီဆိုးဆိုတဲ့အမျိုးသမီးပါပဲ3 quarter ဘောင်းမီကိုဝစ်အုတ်ထုတ်ဆောင်ပြီးကြော်ပိုးကြီးကိုလွယ်လို့ master ထားတာကဘဒူဘေဝါဆိုတာခွဲခြားရခက်ရအောင်မတိမတာရုပ်ဖြတ်ထားတဲ့ပုံပါပဲသူ online မှာကိုယ်တိုင်တိစောက်ထားခဲ့တဲ့အခုတော့အတုံးခဲပြရုပ်ကြီးတမီဆိုးဆိုတာအာနာပိုင်အတိုင်းဝိုင်းတွေရဲ့နက်နေကိုင်ပုဂ္ဂိုလ်ကြီးတွေကနေစလို့နာမည်ကြီးဆယ်လီတွေရုပ်ရှင်မင်းသားမင်းသမီးတွေကိုရုပ်ရည်ပြည့်မြဲဝတ်စားပုံပုဂ္ဂိုလ်ရေးအတွင်းရေးစရာတွေကိုအောက်ဖင်လက်တပုတ်လွင်အာဝဇွမ်းရွှင်အဖြစ်တင်ဝေဖန်ပြောကြားခဲ့ပြီးလူစိတ်ဝင်စားမှုရအောင်လုပ်ယူလာခဲ့တဲ့အောက်တန်းစားဆယ်လီပုံရင်းဖြစ်တာကိုတိထားခဲ့တာမို့ကိုမျက်နှာကိုယ်တော်လူရှိသူရှိရေရဲဝံ့ဝံ့ထုတ်မပြနိုင်အောင်ပိန်ငယ်ကြောက်ရွံ့နေခဲ့တာကြောင့်ရုပ်ဖြတ်ထားခဲ့ပုံပါပဲဒါပေမဲ့လေစိတ်ဆိုတာမျိုးကမုတ်ဆိုမအင်ကျုံဝင်ခိုးတယ်လို့ခြေလေးဖော့နေပြီးပစိုးနှာခေါင်းစီးထားတဲ့ပုံမျိုးနဲ့ဖြတ်ကျော်သွားလို့ရတဲ့နေရာမျိုးမှမဟုတ်ပဲလေမိမိဘဒူဘဲဝါဖြစ်တဲ့အကြောင်းမတ်ပုံတင် passport အစပြုတဲ့အချက်လက်ပေါင်းများစွာနဲ့ဖြစ်တွင်ပြီးမှတာထက်ထက်စစ်ဆေးမှုတွေနဲ့ဖြတ်ကျော်နိုင်တဲ့နေရာမျိုးမို့တမန်ပြည်သူတွေကတတိမထားမိနိုင်ကြဘူးဆိုပေမဲ့အာနာပိုင်တွေအတွက်ကတော့ကလေးလေးတယောက်ကရုပ်ဖြတ်ပြီးမှုခုစားဖို့ကြံနေတာကိုမြင်ရတဲ့လူကြီးတယောက်လိုဝမ်းတွင်းထဲကနေတခွိခွိနဲ့နေကြမှာအမှန်ပါပဲအဲ့ဒီခီးစဉ်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဦးတည်ခဲ့တာဆိုပေမဲ့တကယ်နဲ့တမီဆိုးဦးတည်ရနေရကတော့စင်ကာပူနိုင်ငံပါပဲအပေါ်ရန်တုံးတက်ကြီးမယ်ဆိုရင်တော့တခြားနိုင်ငံကိုဦးတည်ပြီးသွားမယ်ဆိုရင်လေစိတ်စစ်စစ်တင်ကျက်မှာဆိုရမို့အလွယ်ဆုံး transit အနေနဲ့သွားနိုင်တဲ့ထိုင်းနိုင်ငံကိုရွေးချယ်ခဲ့လိုက်တဲ့ပုံပါတို့ပေမဲ့စစ်စစ်ဖို့ထုတ်ရမှာပေါ်ခဲ့တဲ့အချက်လက်တွေအရဆိုရင်ဒီခီးစဉ်ဟာနောက်ကနေအမဲလိုက်လိုလိုက်နေကြတဲ့သူတွေနဲ့တရားဥပဒေကိုရင်လက်ကနေမြန်မာနိုင်ငံတွေကအန်ဒီရဲ့ကင်ထွက်ခွာနိုင်ဖို့အကွက်ကြကြမာယာလဲကွက်တွေတုံထားခဲ့တယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ဒီအကြောင်းလေးကိုဖော်ထုတ်မပြသခင်မှာရှေ့မှာလဲသူ့ရဲ့လက်ဖြတ်ကွက်တွေကိုမြင်တတ်အောင်အရင်ဆုံးပြောပြပေးပါဦးမယ်တမီဆိုးဟာမြန်မာနိုင်ငံကိုရက်80 social visa အလည်အပတ်အနေနဲ့ဝင်လာခဲ့သူဖြစ်ပြီးအမေရိကန်နိုင်ငံသားဖြစ်ခံယူထားရုံသာမကမြန်မာနိုင်ငံသားမှတ်ပုံတင်ကိုလည်းကင်ဆောင်တဲ့တရားမဝင် dual citizen ဖြစ်နေခဲ့တဲ့သူပါ dual citizen ဖြစ်နေခဲ့တာမို့အမေရိကန်ဘက်ကကြည့်ရင်လည်းဒီအမျိုးသမီးဟာမြန်မာနိုင်ငံသားမြန်မာနိုင်ငံဘက်ကကြည့်မယ်ဆိုရင်လည်းသူကအမေရိကန်နိုင်ငံသားနှစ်ဖက်ကိုခွာထိုင်နေခဲ့တာမို့နိုင်ငံလုံးပေါ်တစ္ဆာဖောက်လင်းရနေခဲ့တယ်လို့ဖြစ်ပြီးဘယ်ဘက်ကနေအမှုဖွင့်ပြီးတိုင်နှစ်ဖက်စလုံးမှာဒုက္ခရောက်စရာတွေကြီးပါပဲတမီဆိုးဆိုတာအမေရိကန်နိုင်ငံမှာနေထိုင်ခဲ့စဉ်ကဘဒူတရားပြက်မပြက်ငါကတော့ပြည့်မယ်ဆိုတဲ့ဆောင်ပုံနဲ့အတူသူမရောင်းချတဲ့အလားကုန်ပစ္စည်းတွေရောင်းကောင်းစေဖို့ရည်ရွယ်ချက်နဲ့နိုင်ငံတော်အကြီးအကဲတွေအကြီးအကဲပုဂ္ဂိုလ်တွေရဲ့ဇနီးတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေ
ရုပ်ရှင်တရုပ်ဆောင်တဲ့ online ဆယ်လီတွေစားတဲ့သူတွေကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေတစ်ဆင့်အောက်ဖဲလန်အပုတ်ချတပုတ်လေလွင်စော်ကပြောဆိုထားတဲ့သူဖြစ်တယ်လို့လူတကာကိုလည်းစိန်ခေါ်တိုက်ခိုက်တဲ့သူဖြစ်တာမို့မြန်မာပြည်သူတွေရဲ့နစ်နစ်ကကချစ်မြတ်လို့ခြင်းဆိုတာရဲ့စန့်ကျင်ဘက်ယွန်ရှာဆက်စုပ်မှုတည်ခြင်းကိုပြပြနဲ့နဲ့ခံယူထားခဲ့ရတဲ့သူတစ်ယောက်ပါတို့ပေမဲ့လည်းဒေဝထက်လိုပုံကူမျိုးမှာတော့ပြိတက်ရှိကြတာပဲမို့သူနဲ့မျိုးနွယ်သူစိတ်ကူးဗီဇအကြံဉာဏ်ဓက်ခန့်ချင်းတူကြတဲ့ဝင်းရံသူပြိတက်အနေငယ်ရှိရှာပါတယ်ဒီဖန်ဆိုရဲသူတွေကမောင်ဆိုးရီလိုအစချီတဲ့စီမုံမြောက်ပင့်ပြောဆိုနေကြတဲ့စကားတွေအပေါ်မှာတာရတာလူအပုတ်ချပြောဆိုမှုတွေရွှန်ရှာမုံတီးကြတဲ့ပြည်သူလူထုတွေဝိုင်းရှုံချတာ online media တွေကသူမရဲ့အော်နှလုံးသားစရာလုပ်ရက်တွေကိုမကြာခဏဖော်ပြလေးရှိတာစတာတွေကြောင့်သူ့ကိုယ်သူအောင်မြင်ကြော်ကြားနေတဲ့သူတစ်ယောက်ဖြစ်စိတ်ကူးပုံဖော်မိခဲ့ပြီးမြန်မာပြည်ပြန်ရောက်ခဲ့ပဲဆိုရင်တော့အောင်မြင်ကြော်ကြားမှုတွေကြောင့်ကြော်ညာတွေအများကြီးရရမယ်စိတ်ရွှေရတနာတွေလိုက်လွင့်ပြီးရောက်ရမယ်ဝင်ငွေတတောက်လဲရမယ်ဆိုပြီးအခုလိုတက်ခန့်တွေရဲ့လှုံ့ဆော်မှုကြောင့်မြန်မာပြည်ကိုမော်ကြွားပြီးပြန်လာခဲ့တော့တာပါဒါပေမဲ့လည်းပစိန်ကားပေးပေမဲ့တစ်ပင်ကတော့ဘယ်တော့အခါမှမမေ့ဘူးဆိုတဲ့စကားတစ်ခုလို့စော်ကားအပုတ်ချတာတွေခံထားရတဲ့ပုံကိုယ်တွေကတော့မိမနေခဲ့ကြပါဘူးတမီးစိုးပြက်လာချိန်မှာအရင်ကနစ်နာမှုတွေအတွက်အဓိကရင်ဆိုင်ဖြစ်ရှင်းခဲ့တဲ့အမျိုးသမီးကတော့ online ဆယ်လီစီးပွားရေးလုပ်ငန်းရှင်အေတင်ကိုပါပဲတမီဆိုမန်တလေးမျိုးကိုအလဲပတ်ဆိုပြီးရောက်လာခဲ့တဲ့အချိန်မှာအီတင်ကိုကရွှေဘဲစားထောက်ဆိုင်မှာချိန်ဆိုပြီးသူနဲ့သူ့တာကုံတိတ်ခါကိုစော်ကအပုတ်ချမှုတွေအတွက်လူချင်းညှိနိုင်ပြီးပြပြလဲလဲဖြည့်ရှင်းပေးပါဆိုပြီးတတူတွင်ပြောလို့ဖိတ်ခေါ်ခဲ့ပေမဲ့တမီဆိုဘက်ကတော့ငါကဘဲခင်မကြိုက်ဘူးဖိတ်စာနဲ့ခေါ်မလာမယ်သူခေါ်တိုင်းလာစရာလားဆိုပြီးရက်ကွက်ဆက်ဆန်စကားတွေနဲ့တူရီဝါဆိုပြီးလောင်ပြောင်ခဲ့ပါတယ်တကယ်တော့အဲ့ဒီလိုလူကြီးလူကောင်ဆက်ဆန်ဖိတ်ခေါ်ပြောကြမှုကိုလက်ခံခဲ့ပြီးတောင်းတောင်းပန်ပန်ပြပြလဲလဲဖြစ်ရှင်းခဲ့မယ်ဆိုရင်သူ့အကူလိုအကျိုးပေးတွေကမင်းမိန်သွားခဲ့ပြီးပြပြလဲလဲအေးအေးချစ်ချမ်းဖြစ်သွားခဲ့မှာပါဒါအပြင်မင်းလင်းမီအောင်ဖန်လိုက်တော့လေရည်သူမမင်းလင်းမီအောင်ဖန်လိုက်ဆန်လေဝါဟာဟာဆိုပြီးမြက်ခွက်ပြောင်တဲ့တခြင်းနဲ့တစ်တော့ဆော့ပြပြီးဇောင်ပြောင်ခဲလိုက်ပါသေးတယ်တကယ်တော့ဒါဟာအကုတို့အကျိုးပေးနေခဲ့ပြီဖြစ်တာကြောင့်အဲ့ဒီအကုတို့တွေကပဲလန်လွဲကိုရောက်အောင်ကြောက်တွန်ပေးလို့နေခဲ့တယ်လို့ပဲဆိုရမှာပါတမီဆိုးကသူ့ရဲ့ရံဘက်လို့တမုံရမဲ့အီတင်ကိုရှော့တွက်ထားခဲ့တဲ့ပုံပါပဲဘာလို့လဲဆိုတော့သူ A4 စာရွက်ကြီးကင်ပြီး live လွှင့်လို့အီတင်ကိုရဲ့တားတွေကိုပါမချမ်းပပင်းနေနေတပုတ်လေလွင့်ပြောခဲ့တဲ့အချိန်ကအီတင်ကိုအနေနဲ့မိမရုပ်လို့ပဲအစချီပြီးထီရောက်တဲ့စကလုံးပုံတွေမတုံးနိုင်ခဲ့တာကနေစလို့သူမန္တလေးရောက်ချိန်မှာဟိုနာပေါ်လိုက်ဒီနာပြောင်းလိုက်နဲ့အမိမခံရပဲအယူလို့လက်စားနေနိုင်ခဲ့တာတွေကိုပေါင်းလို့သူ့ကိုယ်သူလည်းအတော်ကိုမှန်တက်သွားခဲ့တဲ့ပုံပါသူ့ရဲ့မာဆိုရင်မာဆိုလို့အစချီပြီးဝိုင်းဝန်းမြောက်ပင့်အယူဖို့မြောက်လုပ်ပေးခဲ့တဲ့ဖန်တွေရဲ့အယူပထိုင်းဒီကျွင်းနီးနဲ့ဝိုင်းမြောက်ခဲ့ကြတဲ့တရားမှုတွေလည်းပါမှာပေါ့ဒါပေမဲ့သူမတိထားခဲ့တာကလူမတက်နိုင်လက်ဖက်ထုတ်တက်နိုင်တယ်ဆိုတဲ့စကားကူပါပဲ။ online မှာနာမည်ကျော်ကြပြီးအောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အီတင်ကိုမာကသူ့ကိုထက်မြက်ကောင်းမွန်တဲ့အကြံဉာဏ်တွေပေးနေနိုင်ခဲ့တဲ့ mastermind ပုဂ္ဂိုလ်တွေထိရောက်တဲ့ဆောင်ရွက်မှုတွေလှုပ်ဆောင်ပေးနိုင်တဲ့ဝင်းရဲ့ပုဂ္ဂိုလ်တွေအများကြီးရှိနေခဲ့ပါတယ်။အီတင်ကိုဘက်ကတော့သူမဒီထိုင်ရာရဲစခန်းမှာ66ခါကြီးတစ်ခုနဲ့တာအမှုဖွင့်ထားခဲ့တာပါ။ဒါပေမဲ့အမည်မသိမြန်မာနိုင်ငံသားပြည်သူတွေကပြည်ဦးလူရဲစခန်းမှာအမှုဖွင့်ဆွဲဆိုထားတဲ့နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်ဇနီးဖြစ်သူကိုတပုတ်လင်လွင့်စော်ကားပြောဆိုခဲ့တဲ့ပြည်မှုဖြစ်တဲ့တင်းနဲ့လေးပုံမှာအမှုအပါအဝင်နိုင်ငံတော်အကြီးညိုပြည့်စည်မှု3မှု905အမှုအပါအဝင်အခြားအမှုပေါင်း20ကျော်နဲ့ဆွဲဆိုအမှုဖွင့်ထားကြတာဖြစ်ပါတယ်။အီတင်ကိုဘက်ကတော့အမှုဖွင့်တရားဆွဲတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအော်တိုဘာလအစမှာတည်းကအတိပေးထားခဲ့တာဖြစ်ပေမဲ့အမည်မသိပြည်သူတွေဆွဲဆိုထားခဲ့တဲ့အမှုကတော့အော်တိုဘာ9ရက်နေ့မှာစတင်ဆွဲဆိုထားခဲ့တာဖြစ်ပါတယ်။တမီဆိုရဲ့အကုသို့အကျိုးပေးချိန်တန်ခဲ့ပြီးဖြစ်တာမို့သူ့နောက်မှာဆွဲကပ်ထားတဲ့အမှုတွေကအရေးလို့တကောက်ကောက်လိုက်နေခဲ့တာဖြစ်ပြီးအာနာပိုင်နေအလိုရှိတဲ့စီရင်ထဲမှာပါနေခဲ့ပြီးဆိုတာသူကိုယ်တိုင်ခန်းစားတည်တဲ့ပုံမှာပဲဒါပေမဲ့ဆွဲဆိုထားတဲ့ပုံမှန်တွေကဒီလောက်ထိကြီးကြီးမားမားရှိနေခဲ့မှန်ကိုတော့တွက်ဆမှုလွဲချော့သွားခဲ့ပုံရပါတယ်တကယ်လို့တည်နေခဲ့မယ်ဆိုရင်ထွက်ပြေးဖို့အတွက်ကရန်ကုန်လေဆိပ်ကိုရွေးမှာမဟုတ်ပဲဘန်ကောက်ကိုရောက်ဖို့အတွက်တာချီလိတ်လမ်းကြောင်းမဲဆောက်လမ်းကြောင်းဒါမှမဟုတ်မြန်မာနိုင်ငံနယ်နိမိတ်ပြင်ပကိုထွက်ပြေးဖို့အတွက်အသုံးပြုနိုင်တဲ့လမ်းကြောင်းတစ်ခုခုကိုအသုံးပြုပြီးနိုင်ငံအပြင်ကိုရောက်အောင်စ조사မှာဖြစ်ပါတယ်။သူကအမေရိကန်နိုင်ငံသားခံယူထားတဲ့သူဖြစ်တာမို့အမေရိကန် passport နဲ့ဆိုရင်တခြားနိုင်ငံတွေကနေအမေရိကန်နိုင်ငံကိုထွက်ခွာဖို့အတွက်လွယ်ကူသွားနိုင်ခဲ့ပါပြီ။ဘာလို့ဒီလိုပြောတယ်လဲဆိုတော့အီတင်ကိုလိုက်ရှာနေတဲ့အချိန်မျိုးမှာတော့ဟိုတယ်နှစ်ခုမှာသူ့မန်နေဂျာဖြစ်သူမိုးလီခိုသူ့အမျိုးသားဖြစ်သူကိုမင်းသိန်းတို့ရဲ့နာမည်နှစ်ခုနဲ့တာဆင်းတွင်ထားပြီးသူ့နာမည်ကိုလုံးလုံးအသုံးမပြုခဲ့ပဲတိမ်တိမ်မွေ့မွေ့ခြေရာဖြောင်းနိုင်ခဲ့တဲ့သူမို့တရားစွဲခံထားရပြီဆိုတဲ့အကြောင်းအရာသိခဲ့မယ်ဆိုရင်ကျင်းဒီဘက်ကိုရန်ကုန်လေဆိပ်ကနေထွက်ခွာဖို့
စူးစမ်းခဲ့မှာမဟုတ်ပါဘူးဒီလိုလေစိတ်ကထွက်ခွာဖို့အစီအစဉ်မှာလဲမာယာလဲခွက်တွေနဲ့ကွက်ချချထွက်ပြေးလို့မြောက်အောင်စီစဉ်ထားခဲ့တာပါသူ့ရဲ့အစီအစဉ်ကဒီလိုပြည်ပထွက်ခွာမဲ့ခီးစဉ်ကိုနှစ်ခုစီစဉ်ထားခဲ့တာဖြစ်ပြီးတစ်ခုကအော်တိုဘာလ23ရက်နေ့မှာရန်ကုန်ကစင်ကာပူကိုထွက်ခွာမဲ့လေကြောင်းလိုင်းနဲ့တစ်ခုရန်ကုန်ကနေဘန်ကောက်ကိုထွက်ခွာမဲ့လေကြောင်းလိုင်းကတစ်ခုပါအယောင်ပြထွက်ခွာမဲ့နေ့ထက်တရက်စောပြီးထွက်ခွာခဲ့မယ်ဆိုရင်ဖန်ဖို့အတင်းဆောင်နေခဲ့မဲ့လူတွေကိုလဲစားနိုင်ခဲ့မှာဖြစ်ပြီးအေးအေးဆေးဆေးလူမြောက်သွားနိုင်ခဲ့မယ်လို့တွက်ကိန်းချထားခဲ့ပါတယ်။သူမရဲ့မန်နေဂျာဖြစ်သူမိုးလီခိုရဲ့အကောင့်ကနေလည်းစင်ကာပူကိုထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းကိုအယောင်ပြတဲ့အရှိန်မြင့်လွှင့်လို့ထားခဲ့ပါသေးတယ်။ဒါအပြင်တစ်ဖက်ကလည်းသူမြန်မာပြည်မှာပဲဆက်ပြီးနေဖို့အိမ်ရှာနေတဲ့အကြောင်းကိုအတွင်းလူတွေကနေတဆင့်တည်င်းထက်လွှင့်ပြန်ပါသေးတယ်။သူရောက်ခမကမင်းတို့ဒီအိမ်မှာဆက်နေမယ်ဆိုရင်ဒီလိုပြဿနာအကျယ်ဝန်းတွေအွန်လိုင်းမှာဆက်မဖြစ်အောင်နေဒါမှမဟုတ်ဆက်ပြီးပြဿနာရှာနေမယ်ဆိုရင်ငါတို့နဲ့မနေနဲ့တခြားမှပြောင်းနေဆိုပြီးရာဇဒံပေးထားလို့သူ့အိမ်နဲ့သူနေနိုင်ဖို့ကြိုးစားနေခဲ့ပြီးကိုယ့်အိမ်နဲ့ကိုနေနိုင်မှလိုင်းဖို့ပြန်လာခဲ့မယ်လို့ဆိုပါတဲ့တော်တော်မာယာများပြီးအကွက်ချက်ချစီစဉ်ထားနိုင်ခဲ့တယ်လို့ဆိုရမှာပါပဲကောလာဟလာတွေကိုသူကိုယ်တိုင်လွင့်တယ်ဘယ်ဟာအမှန်ဘယ်ဟာအမားဆိုတာကိုဝေခွဲရခက်စိတ်ပြီးရေလိုက်လွဲကုန်ကြအောင်မိုင်းတိုက်တဲ့ view ဟာကိုအတုံးချထားခဲ့တာပါအဲ့ဒီ view ဟာကလည်းအောင်မြင်တယ်လို့ဆိုရပါမယ်နောက်ဆုံးသူလေရင်ဘော်ကိုရောက်ပြီးတဲ့အချိန်မှလေရင်ဘော်ကိုတက်ပြီးဖန်ဆီးခံခဲ့ရတာကတက်သေးပါပဲအဆဆရရချိန်သားကိုက်အောင်မြင်သွားခဲ့ပေမဲ့လည်းအခုလိုအကျိုးပေးချိန်တန်ခဲ့ပြီးဖြစ်တာကြောင့်သူ့ကိုတတိထားမိကြတဲ့တာဝန်တီးပြည်သူတွေကတည်င်းပေးလိုက်ခဲ့တဲ့ပုံပါပဲပုဂ္ဂိုလ်ကိုတော့ဖြူတယ်ထင်စိတ်သက်ကတော့ဒေအိုးဖင်ဆိုရက်တန်ကျစ်လေးလိုဖြစ်နေခဲ့တဲ့နှလုံးသားမင်းနဲ့အန်တီတက်ကိုခေါ်တမီးဆိုးဟာမြန်မာနိုင်ငံကအင်တာနက်သုံးစွဲသူပြည်သူအပေါင်းကိုဘဝကုကဘာကိုယဉ်နီးပြီးစိတ်အပန်းပြေပျော်ရွှင်စေဖို့ကိုဘဝကိုအလောင်းမြိုက်ခံရင်ဖြော်ဖြေပေးသွားခဲ့တယ်လို့ဖြစ်သွားခဲ့ရရှာပါတယ်နောက်ဆက်တွဲပုံမှန်တွေနဲ့သူမဆောင်ပြေးနေချိန်မှာတုံးချခဲ့တဲ့လက်ကွက်တွေဖန်စီရေးယူပြီးတဲ့နောက်ဆောင်ရွက်မှုတွေကိုထပ်ပြီးဖော်ထုတ်သိရှိပြီးရင်ကွန်တက်အတစ်တပုံတွေနဲ့ထပ်မံတင်ဆက်ပေးသွားပါအောင်မယ်မိတ်ဆွေတို့ကရောဘယ်လိုထင်ကြပါသလဲအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်